hello ကဲရန်ကုန်ပြန်အောင်တော့လေဒီဘယ်သွားမယ်ဆိုတာသိရင်လိုက်ကြည့်ဗျာကြားမယ်ဝဲသွားကြည့်မယ်အေးစေးပေါ့လာမို့လေလို့လာပါလေတော့စဉ်းစားပါရအောင်နော်ဟောပါလေးတက်ကြည့်အညာဟောဘယ်လိုရှေ့ကသွားနေတယ်ကျွန်တော်လိုက်ခဲ့တူနာကွင်းထိပ်တော့ရောက်ပြီဒါဘယ်ရောညာကားတွေပြေးတယ်ပြေးတဲ့ဘက်ကပြိတ္တပုံများတာပေါ့မာရီယာအပြေးပဲဒီမှာနေသူတို့ကားရက်ခဲ့ရဘောလုံးဟိုဘက်ကျဘယ်ညာပေါ့ဗျာကားရက်ခဲ့ပြီးတော့ကိုယ်ဆက်သွားရမှာပေါ့လမ်းလျှောက်ပေါ့စပိန်သမားတော့ဝင်လို့ရတယ်အေးသေးသေးပဲဒီကနေစပြီးတော့ဒါတော့တာပါဇာတ်ကူဘလောက်သမားကြီးလွတ်လိုက်တာတန်းကေတာဟလားတန်းကေသမားကြီးလားတန်းကေတွေကူစလွတ်လိုက်တာဟုတ်လို့ပြောရင်ဒါနောက်တစ်ပွဲပေါ့ဒီအိုင်စားထွက်ပြီးဒီကိုပန်းပြန်ဝင်ပါပါဟာအပြေးဝဲလာကြည့်တာတန်းကေသမားတွေလွတ်လိုက်ပြီးမှအုပ်လိုက်ကြီးပဲစိုးလိုက်ကိုဒေးဗစ်ကိုဒေးဗစ်ဟုတ်လားကိုမြတ်သူတို့ထော်သားကြပြီလားသူတို့ပြီးတော့ဟမ်ကိုတော့ဝင်လာကြပြီ21ဝင်လာဒါတန်းကေသမားတွေတတိယတုပ်ပါအေးအဝိုင်းဒီကလာကျွန်တော်ဗီဒီယိုရိုက်သွားပေးမယ်ကတို့လေးလိုက်ခဲ့ချက်ပဲသေးနာပြန်ဆောင်ကောင်းတယ်နော်โอเคအေးစေးပြေပဲကျွန်တော်တို့သုံးလဘူကြီးရှိပါဒါဝါတာစတေရှင်တွေပါဝါတာစတေရှင်တွေထားပေးရတယ်ကျွန်တော်ဇူးရမှာဆိုတော့ဒီလိုချင်းရတော့ဒါမလားပိုင်းဆို foreigner မတွေပြေးနေပြီရန်ကုန်မှာတော့အစ်စေးပေါ့ဒီနေ့နည်းနည်းပူတယ် bro hello bro အစ်စေးနော်ဘာတိုင်းလို့စီ bro နောက်တိုင်းလို့စီချစ်ချက်ပဲ okay စားလှနေဖက်လေးနဲ့ချစ်စရာ ဟုတ်တယ်ဝင်ရနော် okay ကျန်တဲ့လူတွေရောရှင်းပါကိုလည်းသူတို့လည်းရှင်းရှင်းတစ်ချက်ပြန်ဆောင်ပါနောက်ပါပါတယ်ဟိုကောင်နေတဲ့နောက်မှာအများကြီးပဲဟို21 k ဖြိုးကြီးတော့ပြန်တော့ဝင်ပြီလမ်းပြန်နေရပဲeasy fighting ဆွဲ啦morning အေးစေးတော့ပါအောက်တက်ချိန်တော့မှာပါတယ်ပြေဆွဲလာအားလုံးပါလေ
ကောင်းဆရာကင်လားနော်ဒါ heavy ကင်ပါ heavy က ကြော်ကြီးဘာလို့မှပုတ်တိုင်းမှုတွေရှိနေပြီနော် တိုက်မှုတွေရှိနေပြီ ဘယ်ဟောကြီးလဲအဲ့လို မမ ဟုတ်ပြီကိုတဲ့ကျေးဇူးနော် မော်နီ Morning. Bro. လောက်ပါဘာညာ ဟမ် အညာနေတာ အာဒါလည်းကျဲ Okay သွားနေတော့လိုက်ခဲ့ဟာကိုဆိုင်နောက်အဝိုင်းတော့မှာပါတယ်ဟိုတော့မှာတော်ဒီဝိုင်းကြီးတမားတွေကတော့တကယ် fighter တွေဟောဝင်းပြီကိုလူကတော့မလဲရှာရဲကွက်တယ်နော်လဲလူမို့ကြည့်လိုက်ရဒီနေရာလေးပြန်ကြွရပါဒီမှာတော့အဲ့နေပြီးတော့တို့မင်္ဂလာဈေးဘက်သွားမှာမင်္ဂလာဈေးကနေပြီးတော့မင်္ဂလာပလာသာဘက်ကနေပြန်ဆင်းပါအားလုံးfighting မိုက်တယ်ဂုံးတက် share ပဲ climb ပဲလောက်လာဆွဲလာမြတ်သူငါဒီမှာလိုက်မလားပရိုက်ပေးလိုက်မယ်ဆရာတွေ့တယ် Okay အဲ့ဒီကုန်းတာလည်းပြဲတယ်ဒီကုန်းတာလည်းပြဲတယ်ခင်ဗျာဒီဘက်ကတန်းကေသမားတွေရယ်ဒီဘက်က 21K ပြန်ဝင်လာတဲ့သူတွေရယ်ဒီကြောင့်ဒီတော့မှစုံပါတယ်လမ်းစုံမှာမရသေးလမ်းစုံကိုင်ရ bro ပေါဝင်အားဖြည့်သူဥစောပြရိုက်ကိုရိုက်ပဲပေါဝင်အားဖြည့်သူဥစော တွေ့ကြုံလေးနဲ့ကျွတ်ကျွတ်နေပြီ လား ဒါမှပြေးရမှာပဲတက်နိုင်ပါဘူး bro နည်းနည်းတွေ့ကြုံလေးနဲ့ခက်ခဲလေးတွေပြောပြကျွတ်နေပြီလား ဒါမှပြေးရမှာပဲတက် တစားကဲမိုက်ပါလေbro အရေးမဲ့အကွက်တွေ ဒီစစ်ပါ
ရှင်းမဲ့အကွက်ကလေး ရှင်းမှာတော်ဝေးနေဗျာကိုလေးသူတို့နဲ့ အာကိုလင်းသူတော့ပြေးလိုက်သွားလိုက်မယ်အေးငါပြေးလိုက်မယ်အာကျွန်တော်တို့ဟို SCD ကကိုလင်းသူပါ SCD ကကိုလင်းသူပါဒါပြေးတယ်ခင်ဗျာသူလည်းပါဝင်အားဖြည့်တာပေါ့ဒါ water station လေးထားပေးထားပါတယ် ကိုလေးတို့နောက်မှာတွေ့လား တွေ့တယ်ကျွန်တော်တို့ကိုကြီးမိုးလှတယ်ဗျာကိုကြီးမိုးဒီနေ့ fashion ရတော့လွင့်အောင်အနောက်မှာကိုလေးသူပါတယ်နောက်မှာကိုလင်းသူပါတယ်နောက်မှာကတ်တယ်ကိုလင်းသူကတ်တယ်နောက်ကဝါတာစတေရှင်နာရောက်နေတိုက်ခွေးโอเคဒီကောပြီးရှေ့လိမ့်စင်းပြီးပန်းဝင်ပြီဆွဲလာ fighting ဒီကောမဲကြမ်းလားဆွဲရမယ်လာတယ်ဒါတန်းကြီးပြီးတော့မှရှေ့သူပြီးပြီတခွေးပဲရောက်ပြီကြော်ကြီးကျွန်တော်ကိုကြီးပါကြော်လိုက်ခဲ့မြောလား
အေးစေးအေးစေး ဒီဘိုင်းဒီ ချင်းနေ ဆွဲရဘာကြီးပြေးမှာနော်ရောက်ပြီနော် ရိုင်းဝင်လို့ရတယ်ဟုတ်ပါတယ်တော့အဲ့လိုတော့မလုံးနဲ့လေ ရောက်ပြီ ဘယ်ရုပ်ထိုင်ကြတယ်မဟုတ်သေးပါဘူးဒီတော့တိုင်ပြီ ဒါကျွန်တော် 21K ပြီးသွားတယ်ပြီးသွားတဲ့အကိုကြီးတွေ စပင်းသမားပြေး ဒါ 21K ပြီးသွားတာပါဒါဂျာကြီးအပြေကဂျာကြီးပါဒါဖြိုးကြီးပါဖြိုးလို့ပါမယ်ပါဘာညာ ဘာညာ အခုဒီဘက်မှာလေကိုပဲ ဟာလားဒီလားတွေ့လား21ဒီမှာတန်တန် ကျလာအလေးလေးလေးချက်ချင်ရအောင်ပါပါ ဂျာကြီးပါလေလည်းရလေးဖြိုးပေးပါခင်ဗျာ လမ်းလျှောက်ရင်တော့ဟော4မိနစ်လောက်တော့ပါရှိတယ်နောက်တစ်ခုချင်းချင်းကောင်းရတယ်တစ်ခုဖြစ်သွားတာလေအဲ့ဒါလက်စားမစမနဲ့စားဘူးတည်းငယ်နေတော့ ဦးမိုးထိတ်သွားဝင်ဟမ်ဦးမိုးရောက်ထိတ်သွားဝင်တာကျဲတာတတိယကိစ္စတိုင်းတခါလိုက်ပြောလို့နောက်ကညမတာသေးလားနောက်ကနေတခါလိုက်ပွားစုကလည်းပါ ဖြိုးရစုရ congratulation ပါလို့ကိုကြီး ဟုတ်တယ်အားလုံးပေါ်ယူပါတယ်အခုလိုပြင်းနေလို့လွယ်တာမဟုတ်ဘူးလေ ဟိုဟိုပလိုက်နေကျွနေလောက်ပါအောင်ကြိုက်ပါအောင်အခုဘယ်လိုဆိုလဲဒါညာအမှတ်တရအောင် လေးလောက်ပါအောင်တိုင်းကြီး သားလူတွေဘယ်မှမရှိမှမသိလို့ရှိရင်ဒီနားမှာအားပေးစေပေးလိုက် ပြေးဦးလေဗီဒီယိုရိုက်ကူးရေးလေရိုက်ဘောလိုက်ရသေးတယ်လာခဲ့မယ်လည်းပတ်ရှူလိုက် ခုခုကိုရဲ့မိသားစုများဘယ်နေရာရောက်မှမသိကျွန်တော်ရဲ့စိတ်စီညာဘက်ချမ်းလေးမှာတိုင်းထိုင်ပြီးလိုက်ပြပါလိမ့်မယ် နေရာကိုလာပေးပါ ဆိုမှလည်းပြေးပွဲပါညာအားပေးရတော့ ပြီးရင်ဆူရရှိတဲ့ပါဆူရရှိတဲ့သူတွေနေရာယူ သူသားရွှေပြေဆုံးနဲ့ကျမတို့ဒီနားလေးလာပေးစိတ်စင်သားလာပေးပါတန်နီရေ အကုန်လုံးပတ်ပြရတော့ဒီကောင်